အချစ်နဲ့နာကျင်မှုအချစ်ရေးနဲ့ပတ်သက်လာရင်လက်ခံရခက်ခဲပေမဲ့အမှန်ကန်ဆုံးအမှန်တရားတစ်ခုရှိပါတယ်။အဲ့ဒါကတော့မင်းတို့တယောက်ကိုတယောက်ဘလောက်ပဲနက်နက်ရှိုင်းရှိုင်းချစ်ကြပါစေ။မင်းနဲ့မင်းရဲ့လက်တွဲဖို့ဟာတဦးကိုတဦးနာကျင်အောင်လုပ်မိကြလိမ့်မယ်ဆိုတာပါပဲ။လူအတော်များများကစစ်မှန်တဲ့အချစ်ဆိုတာနာကျင်မှုကင်းဝေးရမယ်လို့ထင်တတ်ကြတယ်။ဒါပေမဲ့အဲ့ဒါဟာစိတ်ကူးရင်မှုတသက်ပါ။တကယ်တော့စစ်မှန်တဲ့အချစ်ထဲမှာနှလုံးသားကိုဆူရှသွားစေမဲ့အခိုက်အတန့်တွေပါဝင်နေတတ်ပါတယ်။ဒါဟာမင်းရဲ့လက်တွဲဖို့ကလူဆိုးဖြစ်နေလို့မဟုတ်ပါဘူး။သူတို့ဟာလည်းအမားနဲ့မကင်းတဲ့လူသားတစ်ယောက်ဖြစ်နေလို့ပါ။သူတို့တွေဟာပြောမမိတာမျိုးတွေရှိမယ်။မင်းကိုစိတ်ပြတ်အောင်လုပ်မိတာမျိုးတွေရှိမယ်။သူတို့မရည်ရွယ်ဘဲနဲ့ပြက်ကွက်တာမျိုးတွေရှိလိမ့်မယ်။အဲ့ဒီလိုပါပဲ။မင်းကိုယ်တိုင်လည်းသူတို့ကိုပြန်ပြီးနာကျင်အောင်လုပ်မိပါလိမ့်မယ်။မရည်ရွယ်ဘဲသူတို့ရဲ့လိုအပ်ချက်တွေကိုလစ်လူရှုမိတာမျိုးလိုအပ်တာထက်လျော့နေသွားတာမျိုးတွေဖြစ်တတ်ပါတယ်။အဓိကမေးခွန်းကဒါတွေဖြစ်လာဦးမလားဆိုတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒါတွေကမလွဲမသွေဖြစ်လာမှာမို့လို့ပါ။တကယ်မေးခွန်းကနာကျင်မှုတွေဖြစ်ပြီးတဲ့နောက်မင်းတို့ဘာဆက်လုပ်ကြမလဲ။မင်းတို့အဲ့ဒီအကြောင်းကိုပွင့်ပွင့်လင်းလင်းပြောနိုင်မလား။ခက်ခဲနေတဲ့အချိန်မှာဒေါသထက်တည်ငြိမ်မှုကိုရွေးချယ်နိုင်မလား။မင်းရဲ့အတ္တမာနထက်ဆက်ဆံရေးကိုပိုဦးစားပေးနိုင်မလား။မင်းခွင့်လွတ်နိုင်မလား။ခွင့်လွတ်မှုကိုရောတောင်းခံနိုင်မလား။လက်တွဲဖြုတ်ပြီးထွက်သွားမဲ့စာအတူတူရှင်တန်ကြီးပြင်းလာဖို့ကြိုးစားနိုင်မလား။လောကမှာပြည့်ပြည့်စုံတဲ့လက်တွဲဖို့ဆိုတာမရှိပါဘူး။ဒါပေမဲ့မင်းသားမှာအမြဲရှိနေပေးပြီးမင်းနဲ့အတူဒဏ်ရာတွေကိုကူစားပေးမဲ့သူဟာတကယ်ကိုလက်လွတ်မခံတဲ့လက်တွဲဖို့မျိုးပါပဲ။